ကျွန်တော်တို့က Drawfish မှာဟိုပါဘောနော်ရိုးရိုးအကောက်ကနေ ID ယူတဲ့ ID ရှိတဲ့အကောက်ပေါ့နော် ID ကောက်ပြောင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ ID ကုတ်လေးဖွင့်လာမယ်နော်ဒီနေရာလေးဆိုတော့ဒီမှာနော်ဒီဟာကြီးကုန်ပွင့်သွားပြီပေါ့နော်ဒါ ID ယူလိုက်တဲ့ကုတ်အကောင့်ပေါ့နော်ဒီနေရာလေးကိုနှိပ်လိုက်ရင်QR code ကျွန်တော်တို့က QR code ရပြီဆိုလို့ရှိရင်ဒီကုမ္ပဏီကနေကျွန်တော်တို့ပေးထားတဲ့ QR code ကဒီနေရာလေးကိုကြည့်လို့ရှိရင်ကျွန်တော်နံပါတ်တွေအများကြီးပဲเนาะနံပါတ်တွေအများကြီးပဲအဲ့တော့ကျွန်တော်တို့ကဒီနံပါတ်တွေအများကြီးကိုကျွန်တော်တို့ကမှတ်ရလွယ်အောင်ကျွန်တော်တို့မှတ်သားရလွယ်ဟိုပါဘောเนาะစလုံးလေးဖြစ်အောင်ကျွန်တော်ကပြောင်းလိုက်မယ်เนาะအဲ့လိုပြောင်းပြီးအသုံးပြုရမယ်เนาะဒီနေရာလေးကိုဒီနေရာကစာတန်းလေးကိုပြောင်းပါเนาะဒီနေရာလေးအဲ့လိုပြောင်းမယ်ဆိုရင်ဒီခဲတံလေးကိုနှိပ်လိုက်เนาะပြီးရင်ဒီနေရာမှာသူကစာတန်းလေးအများကြီးစာလုံးတွေအများကြီး K S MS 6699 MS 99ဆိုပြီးတော့ကျွန်တော်ပြောင်းကြည့်လိုက်မယ်နော်ရမလားလို့ဒီထပ်နှိပ်လိုက်မယ်ရပါပြီเนาะအဲဆိုလို့ရှိရင်စနစ်ကကျွန်တော်တို့ပြောင်းလိုက်တဲ့ငွေသားကိုလက်ခံတယ်ပေါ့เนาะ QR code ကိုဟောပြန်ဖွင့်ကြည့်မယ်ရပါပြီเนาะ KMS 99ဒီမှာခုနစာတန်းလေးပြောင်းသွားပြီเนาะကုမ္ပဏီကပေးတဲ့စာတွေအများကြီးပဲကျွန်တော်တို့အဲ့ဒါကိုအတူချုပ်လိုက်အောင်เนาะကိုယ့်ရဲ့သင်္ကေတတိုင်း KMS 99ကိုတို့မတို့ကလေကိုပိုင် QR code ကိုပိုင် link ရလာပြီဆိုလို့ရှိရင်ဒီလိုပဲကိုယ့်ရဲ့ဒီမိတ်ဆက်ကုတ်လေးပေါ့เนาะဒါလေးကိုအဖြစ်မနေပြောင်းရမယ်เนาะအဲ့လိုပြောင်းနိုင်မှာကိုကဒီကိုမှတ်ရလွယ်တဲ့သင်္ကေတလေးဖြစ်ရမယ်ပြီးတော့ကိုယ့်ရဲ့မိတ်ဆွေတွေကိုအကောင့်ဖွင့်ဖို့အတွက်ပေးတဲ့အချိန်ကြာရရှိရင်လည်းဒီလိုမျိုးလွယ်လေးမှတ်လို့ရအောင်စီစဉ်ထားမှာပေါ့เนาะဒါကတစ်လကိုတစ်ချိန်ပဲပြောင်းဝင်ရှိတယ်ဒါပေမဲ့ခဏပြောင်းတာမကောင်းဘူးကိုယ့်ရဲ့ဒါအမှတ်သားလေးတစ်ခုပေါ့เนาะဒါကိုယ့်ရဲ့ကိုယ်ပိုင် link ဒါကိုယ်ပိုင်နာမည်လေးထည့်ထားလိုက်တာပေါ့เนาะဒီကိုယ်ပိုင် link ကိုချိတ်ဆက်ပြီးတော့ကျွန်တော်တို့က Drawfish မှာဝင်ရောက်လာသူတွေအကောင့်ဖွင့်ခြင်းတဲ့လူတွေကိုကျွန်တော်တို့ကကူညီပြီးဖွင့်ပေးရမှာเนาะဒါဆိုပြန်ထွက်လိုက်မယ် QR code เนาะဒီ QR code ကဒါဆိုရင်ဒါသူက ID ယူလိုက်တဲ့အတွက် QR code ဖွင့်သွားပြီပေါ့เนาะဒါဆိုလို့ရှိရင် QR code ကိုနာမည်ပြောင်းတာတွေကိုသိပြီเนาะအားလုံးလိုက်လုပ်ကြည့်ကြเนาะအဆင်ပြေကြပါစေ